အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့နိုမလိုင်းနိုရေစိန်လုံနီးလေးကိုလာပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်။အရသာလေးကအီစိန်ပြင်းနေပြီးတော့အရန်ကိုစားကောင်းပါတယ်ရှင်။အရင်နေ့ကမလိုင်းလုံးညလုပ်ပြီးပြီဆိုတော့ဒီနေ့တော့မလိုင်းလုံးအဖြူလေးလုပ်လိုက်ရအောင်နော်။ပထမဦးဆုံးနွားနို့တပူကိုအိုးထဲမှာအနှဲငယ်ပွက်လာအောင်တည်ပေးလိုက်ရပါမယ်ရှင်။နွားနို့ပွက်လာပြီဆိုရင်တော့အနှဲငယ်လောက်ခူပြီးခွဲထားလိုက်ပါမယ်။ဒီနေရာမှာနွားနို့ကအပြင်မှာ30ချန်ထားသေးရဆိုရင်တော့ခူထားကြမလို့ပါဘူးနော်။နွားနို့အနှဲငယ်ဆူလာပြီဆိုရင်တော့မီးဖြုတ်ပြီးတော့ရှာလကာရီကို3စွန်းထည့်ပေးလိုက်ရပါမယ်ရှင်။ရှာလကာရီထည့်ပြီးတဲ့အခါမှာနွားနို့လေးကိုဟိုဘက်ဒီဘက်မွေပေးပါတဖြည်းဖြည်းနဲ့အရေးကျဲလာပြီးတော့နှုတ်ခဲလေးတွေပေါ်လာပါလိမ့်မယ်နှုတ်ခဲလေးတွေလုံးထွေးပြီးတော့တနေရာလေးဆူသွားပြီဆိုရင်တော့အိုးထဲကနေစစ်တဲ့ထဲကိုပြောင်းပြီးတော့ထည့်ပေးရပါမယ်ပြီးရင်တော့စကားလေးနဲ့ပဲဖြစ်ဖြစ်အဝတ်ပါးလေးနဲ့ပဲဖြစ်ဖြစ်စစ်ထားပေးရပါမယ်စာပြီးထက်တဲ့ချင်းမှာရေစစ်ရင်ပူတတ်တာမို့တတိလေးထားပေးရပါမယ်ရှင်ရေစစ်ပြီးပြီဆိုရင်တော့ရေတန်းနဲ့3ခါလောက်စစ်ပေးလိုက်ရပါမယ်ဒါမှရှာလကာရေတံပြာရေထည့်ထားတဲ့အနက်နေပျောက်တော့မှာပဲဖြစ်ပါတယ်ရေစစ်ထားတာကိုညစ်ပြီးပြီဆိုရင်တော့15မိနစ်20လောက်အပေါ်ကနေအလေးလေးနဲ့ဖိထားပေးလိုက်ရပါမယ်ရှင်ရေအားလုံးကုန်စင်သွားပြီဆိုရင်တော့မုံသားနေပါမယ်မုံသားမနေခင်မှာတကြားရေလေးကိုရေတစ်ခွက်တကြား3စွန်းနဲ့စားနှင်းငယ်ထည့်ပြီးတော့ကြိုထားပေးလိုက်ပါမယ်တကြားကြိုနေချိန်မှာမုံသားလေးကိုနေလိုက်ပါမယ်မုံသားကိုနေတဲ့နေရာမှာမကွဲထွက်သွားအောင်လက်ဖက်နှောက်လေးနဲ့ဖိပြီးတော့နေပေးရပါမယ်ဒီလိုမုံသားလေးချောလာပြီဆိုရင်တော့ရပါပြီရှင်ကိုလိုတလိုပုံစံအလုံးလေးတွေပဲဖြစ်ဖြစ်အဝိုင်းပြားလေးတွေပဲဖြစ်ဖြစ်ပုံသွင်းပေးထားလိုက်ပါမယ်အလုံးလေးတွေအလုံးရပြီဆိုရင်တော့တကြားရည်တွေကိုထည့်လိုက်ပါမယ်တကြားရည်လေးအနည်းငယ်ပွက်လာပြီဆိုရင်တော့အိုးတွေကိုခြံထားတဲ့နှုတ်တွေကိုလောင်းထည့်ပေးလိုက်ပါမယ်ရှင်အိုးတွေကိုထည့်ထားတဲ့နွားနှုတ်တွေပွက်လာပြီဆိုရင်တော့ရပါပြီဒီကတစ်တားမှာပဲထည့်စားပူလေးပဲစားအရင်ကိုကောင်းတဲ့နှုတ်မလိုင်းနှုတ်ရည်စိမ်လေးရပါပြီရှင်စားရတာနုညံ့ချူချူမွေးမွေးလေးမို့အရင်ကိုစားကောင်းပါတယ်ရှင်